အခုလိုခေတ်ကာလကြီးမှာအတွေ့အကြုံမရှိလို့အလုပ်တွေလည်းမရှောင်ရဲဘူးပညာရေးချင်းကန့်သတ်မှုတွေနဲ့အသက်အရွယ်တစ်ခုကြောင့်အလုပ်ရှာရခက်နေပြီလားလားစားလည်းအဆင်ပြေတဲ့အလုပ်တစ်ခုလည်းရခြင်းနဲ့ရရှိလောက်ကန်လို့ရတဲ့အလုပ်မျိုးကိုမှရှာနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးနော်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့တန်ရှင်းဝန်ဆောင်မှုလုပ်ငန်းရဲ့ HR တူပဲဖြစ်ပါရဲ့ရှင်ကျွန်တော်တို့ကုန်းတန်ရှင်းကုမ္ပဏီတိုင်းရိုက်တန်ရှင်းဝန်ထမ်းကြားမ90ဦးစတင်ပြီးခေါ်ယူနေပါပြီရှင်ကျွန်တော်တို့ဒီမှာဆိုရင်အားလုံးကအမေးများကြရဲပေါ့နော်ကုမ္ပဏီမှာတန်ရှင်းလာလုပ်ဖို့အတွက်ဆိုရင်ဘယ်လိုမျိုးတွေလုပ်ရရလဲဆိုတော့ကျွန်တော်တို့ကဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဆိုတော့ customer ခေါ်ရဲစက်ရုံနေအိမ်နေရုံးနေကျောင်းနေကိုလိုက်ပြီးဝန်ဆောင်မှုပေးရပါ professional company ဖြစ်တာနဲ့အညီ customer ခေါ်တဲ့နေရာကိုစက်ပစ္စည်းတွေ chemical တွေပြီးသွားပြီဆိုရင်အသုံးပြုရမယ့်ပစ္စည်းကိရိယာတွေကိုယူသွားပြီးတော့ professional ဆန်ဆန်ဝန်ဆောင်မှုလိုက်ပေးရပါရှင်။လုံအားခကတော့ညီမတို့ကလခစားပါရှင်။ဝင်လာရဲကနေစပြီးတော့ညီတို့လကစားစပေးရပါအခြေခံလစာ3,600ရက်မှန်ကြီးက2,000 bonus က9,000စုစုပေါင်း2သိန်းခွဲစတင်ပြီးတော့တက်ရှင်ဝန်ထမ်းတဦးအနေနဲ့ဝင်လာရဲဆိုရရှိမှာပဲဖြစ်ပါရဲ့ရှင်အသက်အရွယ်ကတော့ညီတို့ကအသက်16နှစ်တော့ပြရပါမယ်ရှင်ပြီးပါပြီဆိုရင်45နှစ်အထိပဲကန့်သက်ထားပါရဲ့ရှင်ဆိုတော့အသက်18ကနေ45နှစ်အတွင်းဝင်တဲ့ညီကောင်မောင်နှမတွေအားလုံးပဲလာရဲရှောက်ထားလို့ရပါပြီရှင်ပညာရေးချင်းနေနဲ့ကတော့ညီတို့ကလုံးဝမကန့်သက်ထားတာဖြစ်တဲ့အတွက်အတန်းပညာလုံးဝမရှိပါဘူးဆိုရဲညီကောင်မောင်နှမတွေလည်းလာလျှောက်လို့ရပါတယ်ပြီးတော့လုပ်ငန်းအတွေ့အကြုံလည်းလုံးဝမလိုပါဘူးရှင်တချို့ကမိကြရပေါ့နော်ညီတို့ကတော့တပြက်စီလဲကြမ်းတိုက်တောင်မရချင်ဘူးလို့ပြောကြရဲဆိုရင်လည်းရပါတယ်လာလျှောက်လို့ရပါတယ်ရှင်ညီမတို့ training ဆင်းပေးပါတယ် training ဆင်းပေးပြီးတော့ဆရာကျွမ်းကျင်တဲ့ဆရာကြီးနဲ့တေချာသင်ပေးပြီးတော့လုပ်ငန်းခွင်မှာကောင်းကောင်းအသုံးချနိုင်အောင်ဒီအသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ကိုယ့်အတွက်ပါဝါအောင်လို့သင်ပေးပါရဲ့ရှင်ပြီးသွားပြီဆိုရင်ညီတို့ကုမ္ပဏီမှာလာလျှောက်ဖို့အတွက်လိုအပ်ချက်တွေကတော့ CP file ပြီးသွားပြီဆိုရင်မှတ်ပုံတင်မွေးရမိတ်တူတကောင်စင်သို့မဟုတ်အိမ်အောင်စုစင်မိတ်တူရောက်ကထောက်ခံစာမိတ်တူတပ်ပုံသုံးပုံတို့လိုအပ်ပါရဲ့ရှင်ကဲလို့ပေါ့နော် Viber ကနေပြီးတော့ဥစွာလျှောက်ထားမယ်ဆိုရင်တော့ညီတို့ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့399810
6183တို့ဓာတ်ရိုက်ပေးပို့ပြီးတော့ရှောက်ထားနိုင်ပါတယ်ရှင်ညီမတို့ HR ဌာနကိုတန်းပြီးတော့ရောက်ပါတယ်တကယ်လို့ကိုကလူကိုယ်တိုင်လာပြီးတော့ interview ဖြစ်မယ်ဆိုရင်တော့ခုနကပြောရဲစာရဲစာတန်းလေးတွေအပြည့်စုံယူလာပြီးတော့မနက်8နာရီခွဲကနေပြီးတော့10နာရီခွဲအတွင်းပေါ့နော်တနင်္လာဗုဒ္ဓဟူးတောက်ကြ3ရက်ကိုလာရောက်ပြီးတော့ interview ဖြေဆိုနိုင်ပါတယ်ရှင် interview လာရောက်ဖြေဆိုမယ်ဆိုရင်တော့လာရောက်မဲ့လိပ်စာလေးကတော့ညီမတို့ကတင်ငန်းကျွန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီးမှာတရှိရပါအမှတ်1381ကကြီးတူမနာတက်လန်16အပိုင်း4ရပ်ကွက်တင်ငန်းကျွန်းမြို့နယ်တရက်တော်မှတ်တိုင်ပဲဖြစ်ပါတယ်ရှင်ဇဝနာမှတ်တိုင်မှာဆင်းမယ်ဆိုလည်းရပါတယ်ရှင်ဇဝနာမှတ်တိုင်နဲ့ဆိုရင်တော့ညီမတို့လမ်းအနေငယ်တော့ရှောက်ရပါတယ်ပြီးသွားပြီဆိုရင်ညီမတို့ဒီတန့်ရှင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆက်သွယ်စုံစမ်းခြင်းနဲ့ဆိုရင်တော့ခုနက Viber ဖုန်းနံပါတ်လေးနဲ့ထပ်တူ39ခွန်8ခွန်61838ကိုဆက်သွယ်ပြီးတော့မနက်8နာရီကနေပြီးတော့ညနေ9နာရီအတွင်းဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်။ငါတို့ HR ဌာနကနေပြီးတော့လာရောက်လျှောက်ထားမဲ့မောင်လေးအမြင်မလေးအကိုတွေအမတွေအတွက် new trade ဆိုတာကြိုဆိုနေပါတယ်နော်။နောက်ထပ်သတင်းကောင်းတစ်ခုကညီမတို့ကဒီမှာနေရလာလျှောက်ချင်တဲ့လူတွေအတွက်ကိုလည်းအခွင့်အရေးတွေအများကြီးရှိပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ညီမတို့ဒီမှာကနေရနေလာမဲ့လူတွေအတွက်က Viber ကနေသို့မဟုတ် Messenger ကနေပြီးတော့ video call နဲ့ interview ပေးပါတယ်ရှင် interview ပြီးလို့အဆင်ပြေတော့မှညီတို့ခက်အပ်တယ်ဆိုတော့မှပဲနေကနေတက်လာလို့ရပါတယ်ဆိုတော့ကျမကကချင်ပြည်နယ်မှာကျမကထုံးဝဲမှာဆိုလဲရပါတယ် CV form လေးကိုညီမကပြောခဲ့တဲ့ Viber ဖုန်းနံပါတ်လေးကိုပဲပို့ပေးလိုက်ပါအဲဖုန်းနံပါတ်လေးကနေပြီးတော့ပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်ရှင်နေရလူလာမဲ့လူတွေအတွက်ကတော့ညီမတို့နေရပဲဖြစ်ဖြစ်ပေါ့နော်ရန်ကုန်ကနေပဲဖြစ်ဖြစ်အကုန်လုံးအဆောင်နေခြင်းနဲ့ဆိုရင်ညီမတို့ဘက်ကနေပြီးတော့ယောက်ျားလေးအဆောင်နေစီစဉ်ပေးထားပါတယ်ယောက်ျားလေးအဆောင်လေးရှိပါတယ်မိန်းကလေးဆိုရင်တော့ညီမတို့အဆောင်ကိုကူပြီးတော့ရှာပေးပါရဲ့ရှင်အဆောင်လိုက်ပို့ပေးပါရဲ့ရှင်ဆိုတော့ဘာမှစိတ်ပူစရာမလိုတော့ပါဘူးအလုပ်လာရှောက်မယ်ဆိုရင်အားလုံးကိုနှွေးထွေးစွာကြိုဆိုလျက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်အားလုံးပဲမင်္ဂလာပါရှင်အကုန်လုံးကအမင်းများကြတဲ့တက်ရှင်ပေါ့နော်ကုမ္ပဏီမှာလာလုပ်မယ်ဆိုရင်ဘယ်လိုလေးလုပ်ရမယ်ဆိုတာကိုဗီဒီယိုလေးမှာရိုက်ကူးပြသပေးထားပဲဖြစ်ပါရဲ့ရှင်အားလုံးပဲလိုက်ပါရှိရှုပေးကြပါအောင်နော်အမတို့ကုမ္ပဏီမှာဝင်မှုအတွက်ဆိုရင်ပေါ့နော်တက်ရှင်ရာထူးအတွက်အတန်းပညာလိုအပ်လားဆိုတော့အတန်းပညာမလိုအပ်ပါဘူးရှင်အကုန်လုံးပဲလုံနိုင်တဲ့အဓိကကတော့လုံနိုင်နေဆိုရင်အကုန်လုံးလာလျှောက်လို့ရပါတယ်အမတို့ဒီမှာကဝင်လာလိုက်ပြီဆိုရင်အကုန်လုံးကို training ဆင်းပေးပါတယ်။ CRA နဲ့တေချာ training ဆင်းပေးပါတယ်။အားကြောင့်မလို့အကုန်လုံးပဲတက်ရှင်နဲ့ပတ်သက်တဲ့ဒီဘက်စီလဲလောက်ပဲတက်တယ်ဆိုလဲအဆင်ပြေပါတယ်။လာလျှောက်လို့ရပါတယ်ရှင်။အမတို့လုပ်ငန်းဟာဆိုရင် customer ကြီးများခေါ်တဲ့စက်ရုံအိမ်ရုံးနေကျောင်းတွေကိုအဖွဲလိုက်ဝန်ဆောင်မှုလိုက်ပေးရဲ့လုပ်ငန်းမှာ professional cleaning service company ဖြစ်တာနဲ့အညီစက်ပစ္စည်းကရိယာ chemical တွေကိုအသုံးပြုပြီးတော့ဝန်ဆောင်မှုပေးရပါဒီလုပ်ငန်းဟာဆိုရင်နိုင်ငံတကာမှာလည်းအတမွေးဝမ်းကြောင်းတစ်ခုအနေနဲ့ရည်တည်နေတာဖြစ်တဲ့အတွက် professional ကြကြလုပ်ကိုင်ခြင်းသူများအနေနဲ့ဝင်ရောက်လုပ်ကိုင်နိုင်ပါရဲ့ရှင်အလုပ်လာရောက်လျှောက်ထားတဲ့ဒီကုမ္ပဏီများအားလုံးကိုညီမတို့လူထုစွာကြိုဆိုလျက်ပါရှင်အားလုံးကိုကျေးဇူးပါရှင်